မင်္ဂလာပါတီးတန့် official channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ရှေ့က episode တွေမှာတော့ Gmail တစ်ခုဘယ်လိုဖွင့်မလဲအဲ့ဒီ Gmail နဲ့ YouTube channel တစ်ခုဘယ်လိုစတင်မလဲဆိုတဲ့ဟာကိုမျှဝေခဲ့ပြီးဖြစ်ပါတယ်ရှေ့ကတစ်ခုမှာတော့ YouTube channel စတင်နည်းနဲ့အဲ့ဒီမှာထည့်ရမယ် customization section မှာဘယ်လိုထည့်မလဲဆိုတာကိုမျှဝေခဲ့ပါတယ်အဲ့ဒီနေရာမှာbanner တို့ဘာလို့ထည့်တဲ့နည်းကိုဒီနေ့မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ search box ကနေပြီးတော့ကျွန်တော်တို့ YouTube channel ဆိုတဲ့ဟာတွေကိုအရင်ဆုံးyoutube.com အရင်ဆုံးရှာလိုက်ပါအဲ့ဒီမှာကျွန်တော်တို့အရင်တော့ကဖွင့်ခဲ့ပြီးသားဖြစ်တဲ့ကျွန်တော်တို့ရဲ့ YouTube channel မောင် knowledge ပေါ့ဗျာအဲ့ဒီ channel လေးကိုကျွန်တော်တို့တွားမယ်ပြီးရင်တော့ view your channel ဆိုတဲ့ဟာလေးကိုတစ်ချက်ထောက်လိုက်ပါဒါဆိုရင်ကိုယ့်ရဲ့ channel မှာပြင်ဆင်ရမယ့်နေရာကိုရောက်သွားပါလိမ့်မယ်ကိုယ့် channel တစ်ခုလုံးဘယ်နားမှာပြင်ရမလဲဆိုတဲ့ဟာကိုတွေ့ရပါတယ်ဒီနေရာမှာ customize channel ဆိုတဲ့ဟာလေးနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ banner image ဘယ်လိုထည့်မလဲပြီးရင် logo တွေဘယ်လိုထည့်မလဲဆိုတဲ့နေရာကိုရောက်သွားပါပြီဒါဆိုရင်ကျွန်တော်တို့မှာပြင်ဆင်ပြီးသား banner တွေ logo တွေရှိလားပေါ့မေးရရှိပါတယ်ကျွန်တော်တို့မှာလောလောဆယ်မရှိသေးဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ channel name လေးစစ်ကြည့်အောင် knowledge mm ဆိုပြီးတော့တွေ့ရပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ handle ကတော့ mount knowledge 7ဆိုတဲ့ဟာလေးနဲ့တွေ့ရပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ channel ကတော့မှန်ပါတယ်အဲ့တော့ description မှာဘာထည့်မလဲပေါ့ကျွန်တော်တို့စဉ်းစားပြီးသားရှိလား description မှာတော့ကိုယ့် channel ကဘာတွေတင်ဆက်မှာလဲဘာတွေမျှဝေမှာလဲပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ social media ad link ထည့်ရမှာပါ Facebook ဒါမှမဟုတ်လည်း TikTok ပေါ့ဒီနေရာမှာတော့ကျွန်တော်က email ကိုရိုက်ထားပြီးသားဖြစ်နေတော့ကျွန်တော်ပြန်ဖြတ်ပြီးတော့ဒီနေရာမှာတော့ကျွန်တော်တို့ကိုဆက်သွယ်ရမယ့် email ပေါ့နော်နောက်ပိုင်း monetization ရှောက်တာဒါမှမဟုတ်ရင် YouTube affiliate program ရှောက်တာဆိုဒီ email ကနေကျွန်တော်တို့ဆက်သွယ်မှာပေါ့နော်နောက်ဆုံးတစ်ခုပေါ့အဲ့တော့ကျွန်တော်တို့အပေါ်မှာရှိနေတဲ့ banner တို့စီကိုဘာထည့်ရမှမသိဘူးဆိုရင်ဒီနေရာမှာအလွယ်ထည့်တယ်နည်းပေါ့ဗျာကိုယ့်ဘက်ကိုလုံနိုင်ရင်တော့အကောင်းဆုံးပေါ့သို့တော်ညာလဲAI ခေတ်မှာတော့အချိန်ကြာကြီးဒီကို YouTube ရဲ့ banner image ကိုအကြာကြီး design ဆွဲတယ်ဆိုတာတော့တော်တော်လေးအချိန်ပေးရတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ကတော့ ChatGPT ကိုပဲမေးလိုက်တယ်ပေါ့နော် ChatGPT ကိုမေးတဲ့နေရာမှာကျွန်တော် new chat ခေါ်လို့ရတယ်သို့တော်လည်းအချိန်ကုန်မှာဆိုလို့ကျွန်တော်အရင်မေးထားတဲ့ဟာလေးကိုအရင်ဆုံးတွားလိုက်ပါမယ်ကျွန်တော်ဘယ်လိုမေးထားလဲဆိုတာလေးကျွန်တော်တစ်ချက်ပြန်ပြပါမယ်ဟုတ်ပါပြီကျွန်တော်တို့ကဒီမှာဒါကတော့ကျွန်တော် channel ပေါ့နော်ကျွန်တော် channel အသစ်ကလေးပါ customization channel အတွက်ကျွန်တော်ကိုအကြံဉာဏ်ပေးပါအောင်လို့ပြောလိုက်တာပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ YouTube link ကိုပြန်ပြီး copy လုပ်တဲ့အခါတွားတဲ့ဟာလေးပါအဲ့တော့ကို YouTube channel ကို copy link address ဆိုတာလေးယူလိုက်ပေါ့နော် copy link address ဆိုတာလေးကိုယူလိုက်မယ်အဲ့တော့ copy link address ဆိုပြီးရတယ်ဆိုရင်ကျွန်တော်စောသနာမေးခဲ့တဲ့မေးခွန်းကို ChatGPT မှာ new chat အနေနဲ့ကျွန်တော်ခေါ်သွားလို့တွားမေးလို့ရတယ်ပေါ့နော် sorry ပါဒီနေရာမှာကျွန်တော် copy ယူလာဖို့မေ့သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကို channel ကို copy link address လို့ပြောမယ်ပြီးလို့ရှိရင်ကျွန်တော် paste လုပ်ကြည့်မယ်ဟောဒါဆိုရင်ကျွန်တော်တို့အောက်ကကျွန်တော်မေးခဲ့တဲ့မေးခွန်းကိုဒါကတော့ငါ channel ပါ design ပြင်ဆင်ပြီးပြောပြပါလို့မေးလို့ရပါတယ်ကျွန်တော်အချိန်ကိုငက်ကွက်သွားအပြင်ဒီဟာကိုကျွန်တော်အမြန်သွားလိုက်တာပါနော်အဲ့တော့ဒီနေရာမှာ तू ကအဆင်သင့်ပဲအားလုံးဒီနေရာမှာဒါဆိုရင် banner ပေါ့နော် banner ဘယ်လိုပုံစံလဲပေါ့ကိုမကြိုက်ရင်ကျွန်တော်တို့ပြင်လို့ရတယ်โอเคဒါဆိုရင်ကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်တို့ download လုပ်လိုက်ပါမယ်အရင်ကျွန်တော်ကရှိပြီးသားဆိုတော့ logo mount knowledge ဆိုတော့ MK ပေါ့ဗျာ banner MK1 ဆိုပြီးတော့ကျွန်တော်ထည့်လိုက်ပါမယ်โอเค save လုပ်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ logo ပါကိုပုံကိုထည့်လဲရတယ်ဆိုပေမဲ့ကျွန်တော်တို့ကိုပုံမထည့်ချင်ကြတဲ့သူကတော့များပါတယ်ပေါ့နော်ဒါကြောင့်မို့ logo ကိုလည်းကျွန်တော်တို့ save လုပ်လိုက်မယ် logo ကိုလည်းကျွန်တော်အရှိရသိမ်းထားပြီးသားဖြစ်တဲ့အတွက် logo MK1 ဆိုပြီးတော့နာမည်ပေးလိုက်အဲတော့နောက်ဆုံးအနေနဲ့ watermark နေရာပေါ့နော် watermark တစ်ခုကိုကျွန်တော်တို့ဘယ်လိုပေးရမလဲဆိုရင်ဒီဟာလေးကိုပဲ save လုပ်လိုက်မယ် MK1 ပေါ့ဗျာဒါဆိုရင်ကျွန်တော်တို့ပုံလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်အားလုံး save လုပ်ပြီးသားဖြစ်သွားပြီ
ပုံနဲ့ပတ်သက်ရင်တော့ကျွန်တော်အားလုံး save လုပ်ပြီးသားဖြစ်သွားပြီသူမေးထားတဲ့အတိုင်းပေါ့နော်ဒါကိုယ့်တက်ကိုလုံနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာကိုကြိုက်တဲ့ design ကိုဒါကတော့အလွယ်နည်းပေါ့မိနစ်ပိုင်းအတွင်းမှာ channel တစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတော့ဟာသွားတာဖြစ်တဲ့အတွက်မြင်မြန်ဆန်ဆန်ရအောင်လို့ဒါဆိုရင်ကျွန်တော်တို့ banner မှာ upload လုပ်တဲ့နေရာပေါ့နော်ဒါဆို open လုပ်ကြည့်မယ်အဲ့တော့ကျွန်တော်တို့ကြိုက်တဲ့နေရာကိုရွှေ့လို့ရတယ်သူ့မှာအကွက်4000ကွက်ကလေးပါတယ်ပေါ့နော်โอเคကျွန်တော်တို့အများကြီးပြင်ဆင်မနေတော့သူ့ပဲကျွန်တော်တို့ upload လုပ်လိုက်တယ်ဒါဆိုရင် banner အဆင်သင့်ဖြစ်သွားပါပြီအဲ့တော့ banner အဆင်သင့်ဖြစ်သွားပြီဆိုကျွန်တော်တို့ profile ပေါ့ profile ဆိုလဲကျွန်တော်တို့ရှိမှာ logo ပေါ့နော် logo MK1 ဆိုတာလေကျွန်တော်တို့မှတ်ခဲ့တယ်အဲ့ဒီဟာလေးကိုပဲကျွန်တော်တို့ open လုပ်လိုက်မယ်done ပြောလိုက်တာ ਨੇ ဒီနေရာမှာ logo picture နေရာမှာကျွန်တော်တို့ရသွားပြီပေါ့ဒါဆိုရင်နောက်ဆုံးအဆင့်ပေါ့နောက်ဆုံးအဆင့်ကတော့ watermark နေရာပေါ့နော် watermark နေရာမှာ watermark မှာလည်းကျွန်တော်တို့မှတ်ခဲ့တဲ့ဟာလေးကိုပဲ open လို့ပြောလိုက်တာ ਨੇ done လို့ပြောလိုက်မယ် okay ဒါဆိုရင် watermark နေရာမှာလည်းအဆင်သင့်ဖြစ်သွားပါပြီအဲ့တော့ discretion နေရာမှာကိုကျွန်တော်တို့ဘာမေးထားဖို့ရှိလဲကျွန်တော်တို့မှာဘာ idea ရှိပြီလဲပေါ့အဓိက language ကတော့ထည့်တယ်မလို့ပါဘူးအဲ့တော့ကျွန်တော်တို့မေးထားတာကျွန်တော်တို့စီစဉ်ထားတာစဉ်းစားထားတာမရှိဘူးဆိုရင်သူ့ရှိကနေကျွန်တော်တို့အစဉ်သင်ကူးလိုက်ပါဘူးကျွန်တော်တို့ Mount Knowledge Channel ကဘယ်ဟာတွေကိုမျှဝေမှာလဲဘယ်ဟာတွေကိုတင်ဆက်ပေးမှာလဲကိုယ့်ရဲ့ subscriber တွေဘာတွေမျှဝေမှာလဲဆိုရင်ဒီ Mount Knowledge Channel မှာကြိုဆိုပါတယ် technology AI tools တွေဒါတွေမျှဝေမယ်ဆိုပြီးနေ့စဉ်အတွက်အသုံးဝင်တဲ့ knowledge တွေမျှဝေပါမယ်လို့ရေးထားတယ်ဒီနေရာမှာကိုယ့်စိတ်ကြိုက်ပြင်လို့ရပါတယ် okay ဒီနေရာမှာတော့ကျွန်တော်မြန်ဆန်ပြီးသွားအောင်သူ ChatGPT ကပေးထားတဲ့အတိုင်းကိုပဲကျွန်တော်ဒီနေရာမှာ description မှာထည့် copy လုပ်ပြီးထည့်ပေးလိုက်ပါမယ်ကြိုက်တယ်လို့ပြင်လို့ရပါတယ်အဲ့တော့ဒီနေရာမှာပြောစရာရှိတာတော့လေကို channel ရဲ့ဘာတွေတင်ဆက်မလဲဆိုတော့ဒီနေရာမှာ comma လေးတွေခံပြီးခေါင်းစဉ်လေးနဲ့ထည့်ထားရင်တော့ပိုကောင်းတာပေါ့ဗျာဒါဆိုရင်ကျွန်တော်တို့ channel design တော့ပြီးသွားပြီဒီနေရာဒီ logo တွေ banner တွေအားလုံးပြင်လို့ရတယ်နောက်ဆုံးမှတ်ထားရမှာတော့ publish ဆိုတဲ့ဟာနှိပ်မှသာလျှင်ဒီဟာကို setting ပြီးသားဖြစ်တယ်ပေါ့နော်ဒါမှပဲကိုယ့်ရဲ့ channel ကိုကြည့်လာတဲ့သူတွေကကို design ဆင်ထားတဲ့ကိုယ့်ရဲ့ channel လှလှပပလုပ်ထားတဲ့ဟာလေးကိုဝင်ကြည့်တဲ့သူတွေကစိတ်ဝင်စားမှာဖြစ်ပါတယ်ကျွန်တော်တို့ publish လုပ်မှာပဲနောက်ဆုံးအဆင့်မှတ်ထားဖို့ publish ပါpublish မလုပ်ရင်ကျွန်တော်တို့ဘာမှပေါ်မှာမဟုတ်ပါဘူး publish ကနည်းနည်းလေးတော့အချိန်ယူပါတယ်okay ကျွန်တော်တို့ရဲ့ channel ကိုရောက်သွားပါပြီ view channel ပါကြည့်ပါမယ်ကျွန်တော်တို့ပြင်တဲ့အတိုင်းဖြစ်လားမဖြစ်လားလို့ဟုတ်ကျွန်တော်တို့ banner ရော logo ရောအားလုံးအဆင်သင့်ဖြစ်သွားပါပြီဒါဆိုရင်တော့ကျွန်တော်တို့ channel တစ်ခုကို customization ကိုလှပပမိနစ်ပိုင်းအတွင်းမှာပြင်ဆင်ပြီးဖြစ်ပါပြီသို့တော့ဖုန်းနဲ့တော့နည်းနည်းခက်ခဲရှိတာပေါ့ဗျာဒါကတော့ကျွန်တော်ကကွန်ပျူတာနဲ့ပြနေတာဆိုတော့ဖုန်းနဲ့လည်းဒီအတိုင်းပဲအဆင့်လိုက်သွားရတာပါဒါဆိုကျွန်တော်တို့ YouTube Studio ပေါ့ YouTube Studio သွားကြည့်မယ်ကျွန်တော်တင်ထားတာပါပါမရှိဘူးပေါ့နော် dashboard YouTube Studio မှာတော့ content ကနေသွားပြီးတာနဲ့ကျွန်တော်တို့ create video လုပ်လို့ရပါတယ် content ကိုသွားတယ်ဆိုမှပဲကျွန်တော်တို့က short လားကိုတင်မဲ့ဟာက short လားlong video လားဆိုပြီးကျွန်တော်တို့ပြမှာပါဒါကတော့ကျွန်တော်အစမ်းပြတာပါကိုမှရှိပြီးသား upload video ကိုပြင်ဆင်ပြီးသား video ကိုတင်လို့ရပါတယ်နောက်တစ်ခါတော့ short ပါ short ကတော့3မိနစ်မကျော်တဲ့ဟာတွေပေါ့နော် short ကတော့ view အရများတာပေါ့ဗျာ long video ကတော့ view ရနေတယ်သို့တော်လည်း long term အတွက်ဆိုတော့ပိုပြီးအဆင်ပြေဒါဆိုရင်ကျွန်တော်တို့ channel ကလှပပ design ဆင်ပြီးသားဖြစ်တဲ့ပြင်ကျွန်တော်တို့စပြီးတော့ upload လုပ်မဲ့ video တွေကိုကျွန်တော်တို့စလို့ရပါတယ်ကဲဒီအဆင့်တွေကိုစနစ်တကျပြင်ဆင်လိုက်တာနဲ့တင်းရဲ့ YouTube channel ဟာကြည့်ရှုသူတွေကိုဆွဲဆောင်နိုင်မဲ့ Pro Sansan channel တစ်ခုဖြစ်သွားပါပြီခင်ဗျာဗီဒီယိုလေးကိုသဘောကျရင် like and share လုပ်ပေးခဲ့ဖို့နဲ့နောက်ထပ်နည်းပညာနဲ့ creator tip တွေကိုမလွတ်တမ်းကြည့်ရှုနိုင်မှုဆိုရင်တော့တီတန့် official channel ကို subscribe လုပ်ထားကြပါအောင်နော် learn explore grow together အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်